Maria John part to web spy ဒီနေ့ဗီဒီယိုလေးကတိတ်မတင်ဖြစ်ဘူးပေါ့နော်ဗီဒီယိုလေးကိုကြည့်လိုက်မှ 2K ကျော်ပြီးဆိုတော့တအားမှဝမ်းသာပြီးထပ်တင်လိုက်တာပါတူပတ်ဝမ်းတပ်ပတ်တူတာမှမတင်ဖြစ်ဘူးပေါ့နော်အခုမှပေါ့နော်ဗီဒီယိုအားပေးမှုကြောင့်စိတ်လေးကပျော်ပျော်ရွှင်ရွှင်လေးနဲ့ပဲဗီဒီယိုရိုက်ဖြစ်သွားပါဖြစ်ပါတယ်နောက်ကြရင်ပေါ့နော် sport ပေးခြင်းနဲ့ဆိုရင်ပေါ့နော်ဗီဒီယိုလေးကိုများများလေးကြည့်ပဲ cherry ကိုပေါ့နော် sport ပေးခြင်းနဲ့ဆိုရင်ဗီဒီယိုလေးကိုအများကြီးကြည့်ပေးကြပါအောင်အားလည်းကျမရဲ့နာမည်ကိုချိန်ပေးဖြစ်ပါတယ်အပြင်နာမည်ကလည်းတကယ်ချိန်ပေးဖြစ်ပါတယ် let's go အမလေးဟဲ့ငါဗီဒီယိုရိုက်နေတာတော်တော်လုံးပြီးမှလည်းမဟုတ်တော့တော်ပြီငါပိတ်လိုက်တော့မယ်ငါကို့နေရာမှာပဲကိုပြန်ထားတော့မယ်ဟိုမလေးဟဲ့ငါဒီနေ့ကြောင်းသွားအောင်မယ်မြန်လေးသွားမှဖြစ်မယ်ဟိုးဒီကရပြီဆိုတော့ခဏလေးငါလေးရေချိုးလိုက်အောင်မယ်ရေချိုးကတော့ငါအင်းကြီးလေးပါလေးလဲပေါင်းမယ်လွယ်ပြီးဆိုတော့ချင်းမဲအကြောင်းသွားလိုက်တော့မယ်အကြောင်းတော့ရအောင်ပြီးဟဲ့ဒါဘယ်တားလည်းမသိဘူးငါတို့အခန်းကတော့မဖြစ်တော့ဘူးထင်တယ်နော်ငါအကြောင်းအိမ်ကြောင်းစားဖြစ်နေငါတို့အခန်းကျန်1 okay ဟဲ့ဆရာဟိုမှာကြောင်းကတင်နေတော့ဟဲ့ငါနာမည်ကချက်ပြီးပါငါအခုမှကြောင်းအိမ်ကြောင်းစားတက်တယ်ပေါ့နော်ဟုတ်တယ်ကိုချောလာနေရပဲကျေးဇူးတင်ပါတယ်ရှင်ခဏလေးခိုင်ငါဒီမှာထားလာဟိုကလောင်းအေးပါလေဟဲ့နင်းနာမည်ဘလို့ခေါ်လဲငါနာမည်ကကြိုင်ချဲပြီးပေါ့နော်နင်းနာမည်ကတော့နာမည်ကကြိုင်ပေါ့နော်ဖြူဖြည်းပဲဖြစ်ပါတယ်ဖြည်းမှ thank you ပါငါလည်းငယ်ချင်းလုပ်ပေးရတဲ့အတွက် let's goအမလေးဟဲ့ဆရာစောင့်နေရမှာပြီးနိုင်တော့နေကြာလိုက်တာဆရာလေဘယ်ကပိကဘောအော်လာပြီးတော့ငါပေါ့တီပြောနေပြန်ပြီဒါတော့တပီးတော့ဆရာကြီးတင်မဆာတော့ဒါလေးနော်ရကြီးတာနော်ဒီထားရကြီးရမှာတောက်တမင်းကစားတာမှာဆမတက်စင်တော့မလုံးနဲ့ပေါ့နေဟဲ့ဆရာလည်းငါတို့ဘာမှမပြောသေးကလန်းနေကိုပြန်ပြောနေတော့မတော့စိတ်တူလိုက်တော့အစ်တီကလန်းနေကိုပြန်ပြောနေစိတ်ညောင်းလိုက်တာဟဲ့ကကလိုင်းကြာနာဟဲ့ငါစားလေးလိုက်အောင် This is my problem ဟဲ့နူငါပြောတာဟိအဲ့ဆရာတော်ပေါက်ဆိုတာဟာချဲပြီးဟုတ်လားမသိပါဘူးတကယ်ကြီးရင်ငါမသိဘူးဟဲ့နေငါနဲ့ခင်ကျင်တော့လားဟုတ်တယ်ငါကြောက်တားလေးဆိုပေးမယ်မင်းကလေးနဲ့တည့်ရဲ့ဟဲ့ရေးပြီးလားမသိဘူးနော်မလေးကျမယ်ဟုတ်ကဲ့ပါဆရာမလေးငါတို့ဘယ်သွားမလဲတော့မသိဘူးအုပ်စုလိုက်ဖွဲ့ကြည့်သွားနေကြတာပဲသွားလည်းမသိပါဘူးဟမ်ငါထုံးစံတိုင်းပဲပြေးပြိုင်မယ်ထင်ပါတယ်စိတ်ညစ်လိုက်တာအမလေးဟဲ့ကျောင်းကလည်းပြီးပြီဆိုမြင်ပြန်တော့မယ်ပြန်မဖြစ်တော့မယ်ညာကြီးဖြစ်နေမကောင်းငါတငယ်ချင်းတွေဆိုရင်ဟိုမှာကြီးပြန်နေကြပြီတငယ်ချင်းတော့ဘိုင်နော်အေးဘိုင်ယေးပြန်ဒီနေ့တော့ပြောလိုက်တာကျောင်းမနေရတာတီဖုန်းလာပဲခါကန်လိုက်ပါအောင်မဟဲ့ဘာတူလဲမသိဘူးဟယ်လိုမေအေးငါတမီးလေးဟာနေကိုပြောတယ်ရှိသေးရဲ့အေးအမေပါလဲငါတမီးအရှင်ပြရတာအဆင်ပြေပါရဲ့မေဘာများဖြစ်လို့လဲဘာမှမပေါ့ဟဲ့ဘာကြောင့်နင်းအဖေလေးဒီမှာကြောကိုက်လို့ဆိုပြီးတော့လေဟိုကတော့ပတ်စံနည်းလွှဲပြပါအောင်လေသမီးမဘာမှလည်းအလုပ်လည်းမရှိသေးဘူးခုမှကျောင်းအိတ်ကျောင်းစားပဲရှိသေးတာဆိုတော့တက္ကသိုလ်ပဲတက်နေရဆိုသမီးဘွဲရရင်မှရမှာဖြစ်နေနော်ဟေးငါတမီးလေးတိုးရပြီးတော့လုံးလိုက်ပါနော်ဟုတ်ကဲ့အမေဒါပဲနော်အမေတမီးအခုမှကြောင်းအောင်ပြန်လာလို့ဟုတ်တာပဲ sorry ပါတမီးလေးရယ်ဟုတ်ကဲ့အမေဟူးငါလည်းငါဖေကိုပတ်စံလွှဲပေးအောင်မယ်ဒါပေမဲ့လည်းငါကြောင်းအိမ်ကြောင်းစားပဲရှိတယ်ဆိုတော့တနီနောက်ဆုံးကအင်းကြီးလဲလိုက်ပါအောင်မယ်ဟေးပြီးရရင်ငါတန်းစီဖွင့်နေခဏတော့ဆော်လာအောင်မယ်င
အဲ့လိုက်ပါအောင်မယ်အပရိသတ်ကြီးကိုပြောစရာရှိတယ်အခုကပေါ့နော်ဒါသသိမ်းပိုင်းပဲဖြစ်ပါတယ်ပတ်တူးကိုမှပတ်တူးနဲ့သသိမ်းပိုင်းလို့ပဲရေးပြလိုက်ပဲနော်အားလုံးပဲပေါ့နော်ပတ်တူးကိုဆောင်းကြမလို့တော့ပါဘူးအဲ့ပတ်တူးနဲ့ဟိုမှာတခြားပေါင်းထားတော့အဲ့ဒါလေးကိုသသိမ်းပိုင်းလို့ရေးပြထားမယ်နော်ပရိသတ်တွေကမသိရင်တော့အပိုင်းနဲ့အပိုင်းသသိမ်းပိုင်းကိုရေးပြလိုက်ပါနော်အားလုံးပဲဒီကြပါအောင်အဲ့လိုက်ပါအောင်မယ်တောက်ဖွဲ့မင်းများနေမိသားစုပေါင်းတို့ခင်ဗျစာကူရာစကူးတယ်မနက်ဖြန်တွင်လေလာရဲ့ခရီးလိုက်ပုံမှန်ဖြစ်တတ်တယ်အားလုံးပဲစောင့်ကြည့်ပေးကြပါဦးလေလာရဲ့ခရီးထွက်တယ်ဆိုတာလေဘယ်နေရာမှမဟုတ်ပါဘူးဘယ်စမိုးပဲဖြစ်ပြီးအချိန်မှာပဲစူပေးပွဲစတဲ့နမဖြစ်ပါရဲ့ခင်ဗျအဲ့တော့အားလုံးပဲစမိုးပွဲကိုတေချာဖြည့်ကြည့်ကြပါဆာကူရာစကူးရဲ့အဆောင်ရကျွန်တော်ပဲဖြစ်ပါတယ်ဆာကူရာစကူးကိုတပတ်ခါတွင်စောင့်မိုးပွဲဖြစ်ပါသည်စောင့်မိုးသွားမှာမတ်ချယ်ရီပဲဖြစ်ရမယ်ဖြစ်ပါသည်တခြားလူတွေကတော့အရင်ဖြစ်နေမှာဖြစ်ပြီးတော့မတ်ချယ်ရီကတော့နောက်ကျမှဖြစ်ရမယ်ဖြစ်ပါတယ်ဒီရောက်ကသူရောက်ကသားတယ်ဂျပန်နိုင်ငံရောက်ကသူရောက်ကသားတယ်မြန်မာနိုင်ငံလာပြီးတော့တင်တဲ့လူတွေချယ်ရီစာတင်တဲ့လူတွေဂျပန်စာတင်တဲ့လူတွေအတွက်ချယ်ရီကျောင်းဟာအကြိုက်ပါပဲအဲ့တော့ချယ်ရီကျောင်းကိုအမြန်သွားပြဖြစ်တဲ့အတွက်လိုက်ပြီးကြည့်ပေးကြပါအောင်ပရိသတ်ကြီးကိုဒီတောင်မဲကအတုနော်လိုက်ပြီးကြည့်ပေးကြပါတဲ့ဖြင့်မေတ္တာရခံတမအပိုင်အဲ့တော့ကျွန်တော်တို့ရဲ့စာကူရာစကူးကိုကျွန်တော်တို့ဒီထိန်းပေးနိုင်ပါသည်အဲ့တော့ဒီစာကူရာစကူးမှာဘွဲတယောက်လောက်ကတော့ရတင်ပါသည်မက်ချယ်အဲ့ထဲမှာပါဝင်တဲ့သူကတော့မက်ချယ်ရီကိုဟိုလုံးကိုဝကိုဝါတော့ကိုဦးလာကိုလင်းအောင်ကိုလာအောင်ပြီးရင်မက်ချယ်ပြပါပြီနော်မာလည်းမတ်ပြိုဖြိုမတ်စင်မတ်ဖြိုးစောပြီးရင်မတ်ပန်းမူဝါတို့နဲ့မတ်ရေရှင်မတ်ပြီးရင်ရတီမတ်စီခေရတီမတ်တဲတုံသူတို့ပြင်ဆရာဦးဆက်ဝေဦးတန်းထွန်ဦးတောက်ဦးခမောင်တွေသူတို့ရဲ့နောက်ထပ်ဆရာမဒီချေတော်ဖြူဖြူစွာဆန္ဒပြီးရင်ဟိုအားတို့ဖြစ်ပါသည်ပြီးတော့အဲ့ထဲမှာပါဝင်တဲ့သူဒီဖြစ်နိုင်ခြေများတဲ့လူဒီဘွဲရဖြစ်နိုင်ခြေရတဲ့သူဒီမှာမတ်ချယ်ရီမတ်ပုံမတ်ဇူမတ်ချယ်ရီမတ်ချယ်ရီပါပြီနော်မတ်အိမ်နဲ့မတ်အိတ်ဝတီတို့ဖြစ်ပါသည်နောက်ထပ်ယောက်ျားလေးမှာပါဝင်တဲ့လူကတော့မတ်ဦးကလည်းမောင်အလင်းရောင်မောင်အလားရောင်ပြီးရင်မောင်ခန့်ကိုသိန်းမောင်ဇေဒူကထက်ကတော့မပါပါဘူးအညာဆုံးမှာဖြစ်နိုင်ပါတယ်ပြီးရင်မောင်ဘုံဝေမောင်မြတ်တီပြီးရင်မြင်းကလေးထဲမှာထပ်ပါတဲ့လူကတော့မြတ်တီဝီတန်ရတီစီခရတီတဲတုံထဝရနွယ်ယောက်ျားလေးမှာဆိုရင်ထဝရတိုင်းမြင့်ပြီးရင်တဲရတယ်ပြီးရင်တဲလို့ဖြစ်ပါသည်တဲဆိုတာ Miss Grand တဲမဟုတ်ပါဘူးတဲဆိုတာအကြောင်းမှရှိတဲ့တဲလို့ပဲဖြစ်ပါသည်ခေါ်ပေးရဲ့နာမည်တို့ဒီတခြားလူနာမည်မဟုတ်ပါဘူးဒီကျောင်းရဲ့ရနိုင်ကြရတဲ့ဟိုဟာတွေပါအမှန်တွေပါဒါပေမဲ့ရမယ်ဟာတော့ရှားပါတယ်ဒါပေမဲ့ရမယ်တော့ထင်ပါတယ်သူနာမည်ခေါ်ပေးတဲ့လူတွေကအကောင်းဆုံးကြိုးစားပါနာမည်မခေါ်ပေးတဲ့လူကမကြိုးစားဘူးဆိုပြီးတော့မလုပ်ပါနဲ့ကျွန်တော်တို့ကျောင်းတက်ဂုံယူဆရာလူကြီးချုံလည်းရှိတင်ပါတယ်ကျွန်တော်တို့ကျောင်းမှာရှိရဟာတော့ပထမဆုံးအမြင့်ဆုံးကဆရာဝန်ဆရာမဒေါက်ပါကျွန်တော်တို့အမြင့်ဆုံးမှာကြာရင်ဆရာဝန်ပါတချို့လူတွေကဆရာဝန်ပါကျွန်တော်တို့ဆာကူရာကျောင်းမှာဆိုရင်ပေါ့နော်ဟိုဒေါက်တာဆရာဝန်အကြီးဆုံးမဟုတ်ပါဘူးအကြီးဆုံးကကြာရင်လုပ်ငန်းပညာရှင်ပြီးရင်
international မှာအတန်းဝင်တဲ့လူတွေပြီးရင် moral လေပြီးရင်သူအရေးကြီးဆုံးမှရထဲတဲ့လုပ်ငန်းပညာရှင်တွေနဲ့ပြီးရင်ဆရာဝန်ရဲ့လုပ်ငန်းပညာရှင်တွေနဲ့ဆရာမengineer hair designer နေဒီဇိုင်နာmakeup designer တို့နဲ့ပြီးရင် makeup artist နဲ့ artist တွေအများကြီးကိုပါဝင်ပါတယ် artist တွေကအနုပညာရှင်တွေဖြစ်ပြီးတော့အနုပညာရှင်တရုတ်ဆောင်ပကြီးမှာ3000ဖြင့်3500မှာကျော်ရဲ့အထိကျွန်တော်တို့ဆာကူရာစကောင်းမှာဆာကူရာကူမှာလာရောက်နိုင်ပါသည်ကျွန်တော်တို့ရှိတော့ဝယ်လို့မရပါဘူးကျွန်တော်ပြောချင်တာပေါ့နော်ဒီကျောင်းရဲ့ဂုံဆောင်ဖြစ်တဲ့လူတွေပဲဒီပေါ့နော်ဒီစုတွေကိုရနိုင်ပါတယ်အနည်းဆုံးဟာတော့ကျွန်တော်တို့ရဲ့အနည်းဆုံးဟာတော့ပေါ့နော်အနည်းဆုံးဟာအချုပ်တယ်ဆိုပြီးအထင်မသေးလိုက်ပါနဲ့သူတို့ကကြရင်လှုပ်ချင်တာလုပ်လို့ရတယ်ကျွန်တော်တို့ဆိုမှအနည်းဆုံးဆိုရင်တော့မရှိပါဘူးအနည်းဆုံးဆိုရင်တော့တစ်ခုပဲရှိပါတယ်တစ်ခုပဲဆိုဘာလဲရှိရပလုံကောက်အဲ့ဒါပဲလောက်မှာပေါ့နော်ဘလုံကောက်ရှိမယ်သူအဲ့ထက်နေသွားရင်ဆိုတော့မရတော့ဘူးပေါ့နော်လုံးဝစုမရနိုင်တော့ပါဘူးအဲ့ဒါကြောင့်ဒီချာလေးစူးစမ်းပေးပါအဲ့ဒါကြောင့်မနက်ဖြန်တပတ်ခါကြရင်စာမောပွဲရှိပါသဖြင့်အားလုံးပဲရအောင်ဖြေပေးကြပါဒါပေမဲ့ကျွန်တော်တို့တခုပြောချင်တာပေါ့နော်မက်ချယ်ရီနဲ့ဟိုပုံမှန်နဲ့မာယဒီနဲ့ကတော့တိတ်ပြီးတော့ပေါ့နော်အမတ်ကတော့ပြန်ပြိုင်သူဖြစ်နေရတဲ့ကြောင့်ပေါ့စာမိုးပွဲတွေမှာခိုးချကူးချလူများစီကကြည်ချစာရွက်ယူလာမှုနဲ့စင်ကျင်စင်လာစင်ပြစင်တုံးနေစင်အသေးပုံနေပေးလို့လည်းမရပါဘူးကျွန်တော်တို့စာမိုးပွဲမှာစီကန်းချက်နံပါတ်1စာမကိုချခြင်းနံပါတ်2စကားမများခြင်းနံပါတ်3အချိန်တတ်မှတ်ချိန်တွင်မကြော်သေးရနံပါတ်4အိမ်သာမသွားရပြီးနံပါတ်3ရီဒီရလာမလုံးနဲ့နံပါတ်4မငိုရနံပါတ်5ကိုထိုင်ခြင်းတဲ့နေရာမှာမထိုင်ရအဲ့ဒါတွေပဲဖြစ်ပါတယ်